အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ EKH Entertainment Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Toyota ကိုတည်ထောင်ခဲ့တဲ့ Kiichiro Toyota ရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာကမ္ဘာတဝန်းလုံးမှာလူသိများတဲ့ မော်တော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Toyota ရဲ့သမိုင်းကိုဖန်တီးခဲ့တဲ့သူကတော့ Kiichiro Toyota ဖြစ်ပါတယ်ခင်ဗျာသူဟာ1894ခုနှစ်ဇွန်လ17ရက်နေ့မှာမွေးဖွားခဲ့ပြီးတာမာရှီယိုတိုရိုတာရဲ့အကြီးဆုံးသားဖြစ်ပါတယ်1920ခုနှစ်မှာတိုကျိုအင်ပါယာတက္ကသိုလ်ရဲ့အင်ဂျင်နီယာဌာနမှာအင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီးတော့တိုကျိုအင်ပါယာတက္ကသိုလ်ရဲ့ဥပဒေဌာနမှာ9လခန့်ပညာသင်ယူခဲ့ပါတယ်မကြာခင်မှာပဲသူဟာသူ့အဖေတည်ထောင်ထားတဲ့ Toyota Industry မှာဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။သူ့အဖေရဲ့လုပ်ငန်းကတော့ရှီစက်ရက်စက်တွေကိုထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။1922ခုနှစ်တွေမှာ Toyota ဟာ San Francisco, London, Marseille စတဲ့နိုင်ငံခြားမြို့ကြီးတွေကိုတွားပြီးရှီစက်နဲ့ပတ်သက်တဲ့နည်းပညာသစ်တွေကိုလေ့လာခဲ့ပါတယ်။အဲ့ဒီခီးစမှာပဲသူဟာမော်တော်ယာဉ်တွေအပေါ်မှာစိတ်ဝင်စားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ထူးခြားတာတစ်ခုကတော့ Toyota ကုမ္ပဏီကအစကတည်းကမော်တော်ကားလုပ်ငန်းနဲ့သက်ဆိုင်ခဲ့တာမဟုတ်ခဲ့ပါဘူး။ Toyota ရဲ့အဖေဟာစက်ပစ္စည်းထုတ်လုပ်သူဖြစ်ပြီးမော်တော်ယာဉ်ထုတ်လုပ်ရေးကို Kiichiro Toyota ကိုယ်တိုင်ကပဲစတင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။1933ခုနှစ်မှာမော်တော်ယာဉ်ဌာနခွဲကိုစတင်ဖွဲ့စည်းနိုင်ခဲ့ပြီး1936ခုနှစ်မှာတော့သူတို့ရဲ့ပထမဆုံးကားဖြစ်တဲ့ AA Cedar ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်1938ခုနှစ်မှာတော့ Toyota Motor Corporation ကိုတရားဝင်ထူထောင်နိုင်ခဲ့ပါတယ်မကြာခင်မှာပဲဒုတိယကမ္ဘာစစ်ဖြစ်ပွားရာကနေ Toyota ကုမ္ပဏီဟာအခက်အခဲတွေနဲ့ရင်ဆိုင်လာခဲ့ရပါတယ်စစ်ပြီးနောက်1948ခုနှစ်မှာခီးတဲ့တင်ကားတစ်စီးဖြစ်တဲ့ Toyota SA ကိုထုတ်လုပ်နိုင်ခဲ့ပြီး GHQ မှာတန်ဖိုးထားမှုရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာစီးပွားရေးကျဆင်းမှုကြောင့် Toyota ကလည်းအကြီးအကျယ်အခက်အခဲဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်ခင်ဗျာ။ထုတ်လုပ်မှုရပ်တန့်ဖို့ဝန်ထမ်းတွေအလုပ်ထုတ်ဖို့အဆင့်အထိရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကိုရီးယားစစ်ပွဲစတင်လာပြီးနောက်မှာအမေရိကန်စစ်တပ်က Toyota ထံမှထရက်ကား1000မှယူခဲ့တာကြောင့်တော်တော်လေးကိုအကျိုးရှိခဲ့ပါတယ်ခင်ဗျာအဲ့ဒီအချိန်မှာ Toyota ရဲ့ဝန်ခွဲအကူဖြစ်တဲ့ Ichi Toyota ဟာ Ford Motor Company မှာလေ့လာသင်ယူနိုင်ခဲ့ပြီးတော့ Toyota ရဲ့ထုတ်လုပ်မှုစနစ် Toyota Production System ကိုတည်ဆောက်ဖန်တီးနိုင်ခဲ့ပါတယ်ခင်ဗျာထရက်ကားများကိုဖန်တီးရမှာ Toyota ဟာစမ်းသပ်မှုအကြီးစားတွေပြုလုပ်ခဲ့ပါတယ်။အချို့သောကားကိုယ်ထည်များကိုအပြင်မှထုတ်လုပ်ပြီးထရက်ကားဘောင်များပေါ်တွင်တက်ဆင်ခဲ့ရကနေဒီဇိုင်းအပေါ်တော်တော်လေးကိုစဉ်းစားခဲ့ရပါတယ်။ဂျပန်နိုင်ငံမှာအမြန်မောင်းရခက်တဲ့လမ်းမများအတွက်အကောင်းဆုံးဖြစ်စေဖို့ကြံ့ကြံ့ခံတဲ့ကိုယ်ထည်အသစ်တစ်ခုကို Toyota မှတီထွင်လာခဲ့ပါတယ်။ Toyota ဟာဖွံ့ဖြိုးတိုးတက်မှုအပေါ်အာရုံစိုက်ခဲ့ပြီး1955ခုနှစ်မှာလူကြိုက်များတဲ့ Toyota Crown ကိုစတင်ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ Crown ဟာကမ္ဘာတဝန်းမှာသုံးသက်ချက်ကောင်းများကိုရရှိခဲ့ပြီးတော့ Toyota အတွက်ပို့ကုန်လုပ်ငန်းကိုပုံမတိုးတက်စေခဲ့ပါတယ်။ Crown ထွက်ပြီးနောက်ပိုင်းမှာ Toyota ဟာဂျပန်နိုင်ငံရဲ့အရေးကြီးတဲ့ပို့ကုန်ကုမ္ပဏီအဖြစ်ကြီးထွားလာခဲ့ပါတယ်။1956ခုနှစ်မှာဂျပန်အစိုးရကဖိလစ်ပိုင်နိုင်ငံသို့စစ်ရော်ကြီးအဖြစ် Land Cruiser ကားများကိုပေးပို့ခဲ့ရာကနေမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတွေမှာလည်း Toyota ကိုမိတ်ဆက်လာနိုင်ခဲ့ပါတယ်ခင်ဗျာ1958ခုနှစ်မှာတော့ထိုင်းနိုင်ငံမှာ Toyota ကိုဖွင့်လှစ်ခဲ့ပြီးထိုင်းနိုင်ငံမှာတဆင့် Australia တို့ Land Cruiser ကားများကိုတင်ပို့နိုင်ခဲ့ပါတယ်တိုးတက်မှုအပေါ်အခြေခံပြီး Toyota ဟာဂျပန်ပြည်ပမှာပထမဆုံးထုတ်လုပ်မှုစက်ရုံကို1958ခုနှစ်မှာဘရာဇီးနိုင်ငံမှာတည်ထောင်နိုင်ခဲ့ပါတယ်1960ခုနှစ်အစောပိုင်းမှာတော့ဂျပန်စီးပွားရေးဟာမျှော်လင့်ထားတာထက်ပိုပြီးတိုးတက်လာခဲ့ပြီးတော့လူတွေအတွက်မော်တော်ကားတွေဝယ်ဖို့အတွက်စီးပွားရေးအခြေအနေဟာတော်တော်လေးကိုကောင်းမွန်လာခဲ့ပါတယ်ဒီလိုတိုးတက်မှုတွေကြောင့်Toyota Corolla ကဲ့သို့ဈေးသက်သာပြီးစီးနင်းရတာတက်တောင့်တက်တာဖြစ်တဲ့ကားတွေကိုထုတ်လုပ်ခဲ့ပြီးတခြားထုတ်လုပ်သူတွေလည်းရှင်ပြိုင်လာကြပါတယ်။အိမ်တိုင်းမှာ
တိုရိုတာလိုကားတစ်စီးရဖို့ဆန္ဒတွေဖြစ်လာတဲ့အထိနာမည်ကြီးလာခဲ့ပါတယ်။တိုရိုတာကလည်းနိုင်ငံရေးနဲ့စီးပွားရေးအလဲပြောင်းတွေကြားထဲမှာထွက်နိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်ခင်ဗျာ။ထို့အပြင်ဒိုင်ဟတ်စုကဲ့သို့သောတိငယ်တဲ့ကုမ္ပဏီတွေနဲ့မဟာမိတ်ကောင်းဖြစ်လာခဲ့ပြီးရေရှည်အောင်မြင်မှုအတွက်အတူတကွဖွံ့ဖြိုးလာခဲ့ပါတယ်။1984ခုနှစ်မှာ General Motors GM ဟာ Toyota ရဲ့ထုတ်လုပ်မှုစနစ်ဖြစ်သော Toyota Production System နဲ့ Toyota Way ကိုလေ့လာရန်အတွက်အဖွဲ့တစ်ခုအဖြစ်ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ GM အတွက်ဒါဟာအလုပ်သမားတွေအတွက် Toyota ရဲ့နည်းစနစ်ကိုလေ့လာဖို့အတွက်အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပြီး Toyota အတွက်လည်းယခင်ကအခက်အခဲရှိခဲ့တဲ့အမေရိကန်ဈေးကွက်ထဲကိုထပ်မံဝင်ရောက်ဖို့အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Toyota ဟာမြောက်အမေရိကမှာပထမဆုံးထုတ်လုပ်ရေးစက်ရုံတည်ထောင်ခြင်းအခွန်ကင်းလွတ်ခွင့်နဲ့အတူမော်တော်ယာဉ်အစီး80တင်သွင်းခွင့်ကိုရရှိခဲ့ပါတယ်။အချိန်ကြာလာတဲ့အခါ Toyota ဟာမော်တော်အားကစားမော်တော်စပေါ့ပွဲများတွင်ပါဝင်လာပြီး Rally Racing ကဲ့သို့သောကားပြိုင်ပွဲများတွင်ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ထို့နောက်တွင်လက်ဆက်အမတ်တစိုက်အသစ်ကိုမိတ်ဆက်ခဲ့ပြီး Mercedes-Benz BMW ကဲ့သို့စံကန်ကားထုတ်လုပ်သူများနဲ့တိုက်ရိုက်ရှင်ပြိုင်လာနိုင်ခဲ့ပါတယ်။1989ခုနှစ်တွင်လက်ဆက်အမတ်တစိုက်ဖြင့် NS 400ကိုစတင်မိတ်ဆက်ခဲ့ပြီးကမ္ဘာဈေးကွက်များတွင်အယောင်ရဆုံးကားဖြစ်လာခဲ့ပါတယ်။ Toyota ဟာအမေရိကန်ဈေးကွက်အတွက် T100 Pickup Truck, Camry, Solara, MR2 Sequoia, Supra ကဲ့သို့သောပြိုင်ကားများကိုထပ်မံမိတ်ဆက်ခဲ့ပါတယ်။ထိုကာလက Supra ကဲ့သို့သမိုင်းဝင်ကားများကိုဈေးနှုန်းသက်သာစွာဖြင့်တင်သွင်းပေးနိုင်ခဲ့ပြီးကားမောင်းသူတွေရဲ့အကြိတ်တွေ့ခဲ့ရပါတယ်။ထို့နောက် Toyota ဟာတဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းစေဖို့ရည်ရွယ်ပြီးတော့ Hybrid ကားဖြစ်တဲ့ Toyota Prius ကို1998ခုနှစ်မှာဂျပန်ဈေးကွက်အတွက်ပထမဦးဆုံးမိတ်ဆက်ခဲ့ပါတယ်ခင်ဗျာ။ကမ္ဘာအနှံ့မပို့ချမီအထိပထမတစ်နှစ်အတွင်းဂျပန်နိုင်ငံအတွက်သာထုတ်လုပ်ခဲ့ပါတယ်။2000ခုနှစ်တွေမှာ Toyota ဟာကိုယ်ပိုင်ဒီဇိုင်းလမ်းကွက်ကိုပြောင်းလဲပြီး2002ခုနှစ်မှာကားပြိုင်ပွဲအဖြစ် Formula 1တွင်ပါဝင်လာခဲ့ပါတယ်ခင်ဗျာ။2005ခုနှစ်မှာ Toyota ဟာကမ္ဘာပေါ်တွင်နံပါတ်919အထိရောက်ရှိလာခဲ့ပါတယ်ခင်ဗျာ။2009ခုနှစ်မှာ Toyota ဟာ Toyota Camry ကိုထပ်မံမွမ်းမံ၍2009ခုနှစ်တွင်တနစ်တာအကောင်းဆုံးကား Model Trend ဟုအမည်ပေးခြင်းခံခဲ့ရပါတယ်။ Toyota ဟာ2005နဲ့2009ခုနှစ်တွေမှာကမ္ဘာအကြီးဆုံးကားထုတ်လုပ်သူအဖြစ်ရပ်တည်လာခဲ့ပြီးအိန္ဒိယနိုင်ငံတွင်လည်းစက်ရုံသစ်များကိုဖွင့်လှစ်လာနိုင်ခဲ့ပါတယ်ခင်ဗျာ။သို့သော2008ခုနှစ်အတွင်းဖြစ်ပွားခဲ့သောကမ္ဘာ့ဘဏ္ဍာရေးအကျပ်အသည်းကြောင့်သူတို့ရဲ့သမိုင်းမှာနှစ်80အတွင်းပထမဆုံးအကြိမ်ဖြစ်အချုံးကိုစတင်တွေ့ကြုံခဲ့ရပါတယ်ခင်ဗျာထုတ်လုပ်မှုနဲ့တိုးလောင်မှုကိုချော့ချရန်ကြိုးပမ်းခဲ့ပြီး2009ခုနှစ်တွင်ဂျပန်တွင်ရှိမော်တော်ယာဉ်တသန်းခန့်ကိုထုတ်လုပ်မှုရပ်နားခဲ့ရပါတယ်2009ခုနှစ်မှ2011ခုနှစ်အတွင်းToyota ဟာအချိန်မထိန်နိုင်မှုကြောင့်ယာဉ်မောင်းများကိုထိခိုက်စေနိုင်သောအန္တရာယ်များကြောင့်ပြန်လည်သိမ်းဆည်းဖို့စီစဉ်ခဲ့ရပါတယ်။ဒါကြောင့် Toyota ဟာတန်ငွေအဖြစ်ဒေါ်လာ1ဘီလီယံကျော်ကိုပေးဆောင်ခဲ့ရပါတယ်။1909ခုနှစ်မှာ Toyota ကုမ္ပဏီဟာမတော်တဆဖြစ်မှုများကြောင့်စွန့်စားတဲ့အနေနဲ့ပြင်းထန်သောပြဿနာတချို့ကိုရင်ဆိုင်ခဲ့ရပါတယ်ခင်ဗျာ။ယင်အရှို့တွင်မတော်တဆအချိန်မြင့်ခြင်းဖြစ်ပွားသည့်ချို့ယင်းချက်များကြောင့်မိသားစု9ဦးအပါအဝင်လူ38ဦးထက်မနည်းတေဆုံးခြင်းနှင့်ဆက်ဆက်သောပြဿနာများကြောင့်အမေရိကန်ပြည်ထရေးဌာနကစုံစမ်းစစ်ဆေးမှုများကိုစတင်ခဲ့ပါတယ်။ Toyota ဟာဒေါ်လာ1.2ဘီလီယံအထိပေးဆောင်ဖို့အတွက်တာဝန်ယူခဲ့ရပါတယ်။ထို့သို့ပေးဆောင်ရခြင်းမှာချို့ယင်းချက်များကိုတမင်တကာဖုံးကွယ်ထားသည်ဟုဆွဆွဲခံရခြင်းကြောင့်ဖြစ်ပါတယ်ခင်ဗျာ။2009ခုနှစ်ဇွန်လ23ရက်နေ့မှာ CEO Katsuki Watanabe ဟာတာဝန်မှအနားယူခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့Akio Toyota တည်ထောင်သူ၏တာဆက်ဟာလုပ်ငန်းအပေါ်ပုံမအာရုံစိုက်ပြီးထုတ်လုပ်မှုနည်းပညာပြောင်းလဲခြင်းအရေးအသွေးပုံမှုတိကျလာအောင်ပြုလုပ်ခြင်းတို့ကိုစတင်ပြုလုပ်ခဲ့ပါတယ်။သို့တော့2011ခုနှစ်တွင်ဂျပန်တိုဟိုကုမှာဖြစ်ပွားခဲ့သောငလျင်နဲ့ဆူနာမီကြောင့်ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။ထိုနှစ်အတွင်းမှာပဲထိုင်းနိုင်ငံရှိစက်ရုံများလည်းရေကြီးမှုကြောင့်ထုတ်လုပ်မှု2,400,000ခန့်ဆုံးရှုံးခဲ့ရပါတယ်။တဘာဝ BND အများကြောင့်မတော်တဆထိခိုက်မှုများကြုံတွေ့ခဲ့ရတော့လေToyotaဟာအကောင်းဆုံးပြန်လည်ရပ်တည်နိုင်ခဲ့ပါတယ်
2014ခုနှစ်ဇွန်လ30ရက်6လတာအတွင်းကားအစီးရေ9.1တန်းရောင်းချခဲ့ရတာကြောင့်ရောင်းအားဟာ3.8%အထိတိုးမြင့်လာခဲ့ပါတယ်2024ခုနှစ်အထိတိုရိုတာဟာလူသိများသော Camry, Corolla, Crown ကဲ့သို့သောယာဉ်မျိုးစုံကို Hydrogen Fuel Cell နည်းပညာအသုံးပြုပြီးထုတ်လုပ်နေပြီပဲဖြစ်ပါတယ်ခင်ဗျာဒါဟာ Tesla လိုလက်စစ်ကားထုတ်လုပ်သူများနဲ့ရှင်ပြိုင်နိုင်ရန်အတွက်ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်တိုရိုတာဟာကမ္ဘာပေါ်မှာအယောင်အရာဆုံးကားကုမ္ပဏီအဖြစ်ရပ်တည်လက်ရှိပြီးတော့လက်ဆက်ကဲ့သို့သောစံခံကားဟာ BMW, Mercedes-Benz တို့နဲ့အောင်မြင်စွာရှင်ပြိုင်နေဆဲဖြစ်ပါတယ်ခင်ဗျာဒီနေ့တင်ဆက်ပေးခဲ့တာကတော့တိုရိုတာကိုတည်ထောင်ခဲ့တဲ့ကီရှီရိုတိုရိုတာရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးတဲ့တူတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်လဲဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ